ပဲဓမ္မဒိဋ္ဌာခင်မွန်းတယ်မကတရက2ရက်2ရက်က3ရက်အချိန်ရလာတော့စိတ်ထဲမှာမချင်မရဲဖြစ်လာပြီးတော့သိကျင်တာနဲ့ပဲတရားနာကပြန်လာပြီးသိမကြခင်ပေါ့လေညချမ်းအချိန်ကလေးမှာဝိသကသတိကြီးကသူ့အတူဘုရားကန္နာမှာပဲတယောက်တည်းအိမ်မဲ့ပုံစံနဲ့နေတော့ဓမ္မဒိဋ္ဌာကသွားပါလေဝိသကသတိကြီးကရှင်မဘာကိစ္စနဲ့လာသလဲမေးဆိုတော့နည်းနည်းတော့သူသဘောပေါက်တယ်ဘာသဘောလဲပေါ့လေဘာသဘောနဲ့လာလဲဆိုတော့ဘာသဘောမှမဟုတ်ပါဘူးသိချင်တာလေးရှိလို့မေးဖို့ပါအရှင်းရဲ့အနေအထိုင်တွေဟာငကိုနဲ့မတူပြောင်းလဲနေတဲ့အတွက်အဲ့ဒါလို့ပြောင်းလဲတာဟာဘာကိုအလိုမကျလို့လဲကျွန်တော်မျိုးမဟာအရှင်းရဲ့ခင်မွန်းတယ်မဖြစ်ပါတယ်လိုအပ်တာကိုဖြည့်ဆည်းပေးရမယ်ဝန်တရားရှိပါတယ်ဘာဒီအလိုမကျလို့ဒီလိုနေတာလေဟာငါဘာမှအလိုမကျလို့နေတာမဟုတ်ပါဘူးဒါဖြင့်ကျွန်တော်မျိုးမအပေါ်မှာများစိတ်သုံးတရားပြက်ကွက်เสียများကြုံနေလို့လားတန်တရားများရှိနေလို့လားဒီလိုလည်းမဟုတ်ပါဘူးကွာကျင်လည်းမရဆိုတော့တရားလည်းတယောက်စူးစူးအောင်အောင်အစံပြေနေပြီဆိုရင်ဒီအကြောင်းလေးတွေဟာတရားလည်းတယောက်ဝေဖန်ကြစမြဲပဲမဟုတ်ဘူးလားအဲ့ဒီတိုင်းပဲလောကထုံးစံအရသူမေးတဲ့တာမေးပါတယ်သူ့ပေါ်မှာအပြစ်မြင်လို့လားမဟုတ်ပါဘူးတဲ့ဒါဖြင့်အသက်မြင်နေလို့လားနော်အပြစ်မြင်သလားတခုတော့တခုပဲပေါ့နော်ယောက်ျားလေးစူးစူးအောင်အောင်နဲ့သိမကြည်လဲတော့ဘူးဆိုရင်လေသူကဒီပုဂ္ဂိုလ်ကိုခင်မွန်းတယ်မပေါ်မှာအပြစ်စုံတရားတွေ့နေလို့ဒေါသဖြစ်ပြီးတော့စူအောင်နေတာလည်းရှိခြင်းရှိဒါမှမဟုတ်လဲအသက်မြင်နေလို့ဟောင်းစွန့်နေတာနဲ့ပြဿနာရှာတာလည်းရှိရင်ရှိတယ်ပေါ့စာပေါ်လို့ရိုက်ပြန်ပြီးပေါ့လေနော်ငန်တော့လဲငန်လို့ရိုက်ပေါ့ဒါပါလို့ဆိုဒီကွာကွဲကုန်ကွဲခြင်းပြီကိုနော်ဟုတ်ကလားဒကမများဘက်ကလည်းဒီတိုင်းပါပဲအပြစ်မြင်ရင်တစ်မျိုးအသက်မြင်ရင်တစ်မျိုးအမလီဒါလေးနှစ်ခုကိုလိုက်မမီဘူးပြောကြောင်းလဲတတ်တာလောကရဲ့ဓမ္မတာအဲ့ဒီတိုင်းပဲဓမ္မဒိဋ္ဌာမေးပါတယ်အသက်မြင်လို့လားကျွန်တော်မျိုးမပြောမှာအပြစ်မြင်လို့မဟုတ်ရင်အသက်မြင်နေလို့လားဟာဒါလည်းမဟုတ်ဘူးလွဲနေပြီရှင်မတကယ်ကငါရင်ထဲမှာကိန်းနေတဲ့ဓမ္မသဘောပါကွာဘာလဲဘယ်ထဲမှာကိန်းနေတယ်ရင်ထဲမှာကိန်းနေတဲ့ဓမ္မသဘောဆိုတော့ငါကသူ့ရင်ထဲမှာသူ့တန်တန်ထဲမှာဓမ္မသဘောတွေ